ရုပ်ရည်လေးရှိရက်သားနဲ့ဘာလို့ရီးစားမရှိတာလဲတဲ့ကိုကငငယ်လေးနဲ့အပူမရှာခြင်းလို့မထားတာသူတို့မသိရှာဘူးငါကအဖွားအိုငါချစ်တဲ့မောင်လေးကအသားညိုVPN မခံခြင်းလို့ Facebook တောင်မသုံးတာအခု TikTok မှာပါ VPN ခံရတော့မယ်တဲ့ဟေးစက်ပတ်လို့ပဲရောက်နေတာ Creator Big Lat မောင်လေးကိုဖိတ်ခေါ်မယ်ပါတီပွဲစောက်သုံးမကြတဲ့တငယ်ချင်းတွေငါကြိုက်တဲ့သူနဲ့ကြမစဘူးငါမကြိုက်တဲ့သူနဲ့ကြအတင်းတွေပေးစားတာစက်ပတ်ပဲဟေးဆိုကြီးရဲ့တယ်လီဖုန်းမောင်လေးဟာမမရဲ့ baby တော့စကားပြောလိုက်ရင်သမီးကလေးနဲ့ရုပ်ကြည့်တော့လက်ဝဲသမားရုပ်မရှက်ဘူးလားဟဲ့ကောင်ကကျမဒီနေ့ကြက်ချက်ရမယ်ဒီကြက်ကမနစ်ညကသမားအိမ်ကခိုးလာတဲ့အိမ်ကြက်ကလေးဒါကမြန်မာကြက်ဆိုတော့ကြက်သားကအရမ်းမာတယ်အယိုးတွေလည်းအများကြီးပဲကြက်သားဟင်းချက်ဖို့ဆိုရင်ဘူးသီးလိုတယ်အိမ်မှာဘူးသီးမရှိတော့တခုခုတော့လောက်ရတော့မယ်ကျမရဲ့ဘူးသီးကိုပြန်ပေးပါခိုးလာတဲ့ဘူးသီးမို့လို့အမြန်ချက်ရမယ်အရန်ကောင်းပါတယ်အရသာရှိတယ်အဖွားလလကငါဘူးသီးနဲ့ကြက်ကိုခိုးသွားတယ်ဒီအဖွားကြီးကိုစုံမဖို့လိုတယ်အေးကောင်းတယ်တောက်တတိထားကြော့မင်းအကြောင်းပြောနေတာကြားတယ်ဒီကောင်တွေဘာမှကြောက်စရာမလိုပါဘူးငါဘူးသီးခိုးတာကြက်ခိုးတာငါဘာမှမကြောက်ဘူးညကတတိထားရမယ်လို့ပြောတယ်ဒါပေမဲ့ငါဒီကောင်တွေကိုမကြောက်ဘူးနှစ်ချက်လောက်ရိုက်လိုက်ရင်သူတို့ကြောက်သွားလိမ့်မယ် I think this old lady is ready to die ထမင်းဝအောင်စားထားအဖွားကြီးဘကိုပြေးမလို့လဲတေပြီငါမပြေးပါဘူးကြောက်တယ်နောက်ဘတော့မှမခိုးတော့ဘူး